Hello အားလုံးပဲမင်္ဂလာပါဒီနေ့ဒီဗီဒီယိုလေးမှာဂျာမနီကိုကြောင်းလာတက်မယ်ဆိုလို့ရှိရင်တိထားတဲ့အချက်ကလေး၅ချက်ကိုကျွန်မသိသလောက်လေးပြန်လဲမျှဝေချင်ပါတယ်ကြောင်းလာတက်ဖို့ကိုယ်တိုင်ပဲဖြစ်စေကိုယ့်ရဲ့သားသမီးတွေကိုလွှတ်တော်မယ်ဆိုလို့ရှိရင်ဆုံးဖြတ်ချက်ချလို့ရအောင်ပြီးတော့ပြင်ဆင်လာလို့ရအောင်လို့အကြံပေးခြင်းဖြစ်ပါတယ် Okay ကျွန်မပြောချင်တဲ့အချက်အကြံပေးချင်တဲ့အချက်က၅ချက်ရှိပါတယ်။တစ်အချက်ကကြောင်းရွေးချယ်တဲ့အခါမှာသိထားသင့်ပါတယ်။နှစ်အချက်ကမစကားပြောဘယ်လောက် skill ရှိတင်တယ်လဲဆိုတော့သိထားတဲ့အချက်ပါ။နံပါတ်3ချက်ကဂျာမနီကလူမျိုးရေးဝါဒကြီးတဲ့လူမျိုးတွေဖြစ်တဲ့အတွက်ကြောင့်အလုပ်ပေးတဲ့အခါအလုပ်ရှာတဲ့အခါမှာစစ်တောင်အာရှကိုဆက်ဆံတဲ့အခါနည်းနည်းလေးကွာခြားမှုရှိတယ်ဆိုတာသိထားသင့်ပါတယ်။နံပါတ်5အချက်ကကြတော့နံပါတ်4အချက်ကကြတော့ကိုယ့်ရဲ့ဂျာမန်လူမျိုးတွေကအလုပ်ခန့်တဲ့နေရာမှာဂျာမနီမှာခွဲခြားတတ်တာလေးသိထားသိချင်ပါတယ်ပြီးတော့အလုပ်လာစားလဲနည်းနည်းလေးကွာထက်တယ်ဆိုတာကိုသိထားသိချင်ပါတယ်နံပါတ်5အချက်ကတော့နံပါတ်1နဲ့ဆန့်ဆက်မှုရှိပါတယ် plan B လေးချပြီးတော့မှရှောင်းကိုရွေးချယ်သင့်ပါတယ် so okay ပထမဆုံးကိုယ့်ရဲ့သားသမီးကိုဘယ်ဖြစ်ဖြစ်ကိုယ်တိုင်ဖြစ်ဖြစ်ငါဂျာမနီကိုသွားမယ်ဂျာမနီနိုင်ငံမှာကျောင်းတက်မယ်ပြီးအလုပ်ရှာမယ်အဲ့လိုကျောင်းသားတွေအတွက်ပဲကျွန်မပြောတာနော်ကြာအလုပ်ရှာမယ်ဆိုလို့ရှိရင်ကျောင်းကိုစာပြီးရွေးချယ်တော့မယ်ကိုကမြန်မာပြည်မှာသင်ထားတဲ့ပညာနဲ့ကိုတက်တဲ့ကျောင်းပညာမှုလို့ဒီကျောင်းကိုဆက်ပြီးရွေးချယ်မယ်ဆိုလို့ရှိရင်လည်းရွေးချယ်ပါဒါမှမဟုတ်လို့ဆိုလို့ရှိရင်ကျွန်မအကြံပေးချင်တာကကျောင်းရွေးချယ်တဲ့အခါမှာဒီကျောင်းပြီးရင်အလုပ်ရနိုင်မရနိုင်ဆိုတာကိုအဓိကထားပြီးရွေးချယ်စီပါတယ်ဒါကိုဘာလို့ပြောလဲဆိုလို့ရှိရင်ကျွန်မကိုယ်တိုင်လည်းကြုံပါတယ်ဒီမှာလည်းကျွန်မသိသလောက်တော်တော်များများရင်ဆိုင်နေရပါတယ်ကျောင်းတိုင်းကတက်လို့ကောင်းပါတယ်ဒါပေမဲ့ပြီးတော့ရင်အလုပ်ရတဲ့ကျောင်းအလုပ်ရတဲ့ပညာရှိဖို့အရေးကြီးပါတယ်ကျွန်မဆိုလို့ရှိရင်ကျွန်မခီးသွလုပ်ငန်းလာတာ guide လုပ်ခဲ့တာအင်အောင်ကြပြီးဒီရောက်လာတယ်ဒီမှာကျွန်မတို့ဂျာမနီကကျမတို့အရှိတောင်အာရှပညာကိုအတိမတ်မပြုပါဘူးပြီးတော့ကျမတို့တော်ရုံမြင့်တဲ့အလုပ်တွေကိုလည်းကျမတို့မပေးပါဘူးအဲ့ဒီအတွက်ကြောင့်ကျမကဒီမှာโอเคနင်တို့ကငါတို့အတိမတ်မပြုဘူးဆိုရင်နင်တို့ရှိရဲ့ပညာကိုငါသင်ခြင်းနဲ့ကြောင်းတက်ခြင်းနဲ့ဆိုပြီးကျမကြောင်းပြောင်းကြောင်းဘာလို့လို့ရလဲဆိုကြည့်မေးတဲ့အခါကျတော့ကျမကကြောင်းဆက်တက်မယ်ရှူလုံးခေါ်တာပေါ့နော်ကြောင်းပြောင်းလိုက်တာပေါ့ဟိုဘက်ကကြောင်းဒီဘက်မှာဆက်တက်တာအဲ့ဒါဆို2နှစ်တည်းရမယ်โอเค Ausbildung ဆိုလို့ရှိရင်3နှစ်တည်းရမယ်ဆိုပြီးပြောတာ Ausbildung 3နှစ်ကိုမလုပ်ချင်တော့ဘူးကိုယ်ကလည်းကလေးနေပြင်စာမတက်ချင်တော့ဘူးဆိုရှူလုံးလုံးမယ်ဆိုသွားမေးတဲ့အခါမှာကျမတက်ခဲ့တဲ့ပညာကကျမကခီးသွားလုပ်ငန်းဆိုတော့ guide လုပ်ခဲ့တာဆိုတော့Reiseverkehr Kauffrau တို့ Tourismus für Kauffrau အဲ့လိုမျိုးပေါ့နော်အဲ့လိုတောင်းကျမရွေးချယ်ရမယ်ဆိုတော့အဲ့မှာလည်း2မျိုးရှိတယ်တစ်မျိုးကကြတော့ကျမတို့ဂျာမနီနိုင်ငံမှာအိမ်အောင်ကြပြီးလာတဲ့လူတွေကျမပြောတာပါ2မျိုးရှိတယ်တစ်မျိုးကကြတော့အစိုးရထောက်ပံ့ပေးတာတဝက်ကိုကတော့ပဲဆက်ရတယ်တစ်မျိုးကကြတော့ကိုယ်တိုင်အကုန်လုံးပတ်စံတွေအကုန်လုံးပေးတယ်ကျမကလည်းအစိုးရထောက်ပံ့ပေးတဲ့ဟာလေးကိုလိုချင်တဲ့အတွက်ကြောင့်သွားမိတယ်သူတို့မှလည်း skill တွေအများကြီးရှိတယ်ဒါပေမဲ့သူတို့နဲ့တွားပြီးတော့တိုင်ပင်လိုက်တဲ့အခါမှာသူတို့ပြောတဲ့စကားလေးကိုပဲကျမပြောချင်တယ်သူတို့ပြောတဲ့ကျမကိုပြောတဲ့စကားကနေဒီကျောင်းကိုရွေးချယ်ပြီးသွားရင်ဒီကျောင်းကပြီးရင်နေအလုပ်ရှာတဲ့အခါမှာဒီကျောင်းကပြီးဒီအလုပ်ငန်းကဒီ Tourismus Verkehr Kauffrau ဆိုခီးသွားလုပ်ငန်းကုမ္ပဏီမှာသွားလုပ်ကြတာ Reise Bureau မှာအလုပ်လုပ်ကြတာReise Bureau တွေကအများကြီးမရှိဘူးပြီးတော့ Reise Bureau အများစုကလည်းသူတို့ကိုယ်တိုင်ပဲလုပ်ကြတာဝန်ထမ်းအများကြီးမခန့်ဘူးအဲ့တော့ကျမက80%လောက်ကအလုပ်ရဖို့မသေးကြဘူးအဲ့ဒီအတွက်ကြောင့်ငါတို့နေ့ကိုဒီကျောင်းကိုမရွေးချယ်စီခြင်းဘူးဒီကျောင်းပြီးသွားတဲ့အခါမှာအလုပ်ရနိုင်တဲ့ကျောင်းကိုရွေးချယ်ပါလို့ကျွန်မအကြံပေးခဲ့တယ်ဟုတ်ပါတယ်တကယ်လည်းမှန်သူပြောတာမှန်ပါတယ်ခေတ်ကပြောင်းလဲလာတာလည်းလူအများစုက online ရပဲ booking တွေလုပ်ကြတော့တယ်ဘယ်သူမှခီးတော့ကုန်ပြီးသွားပြီးအလုပ် online မလုပ်ကြတော့အဲ့ဒီအတွက်ကြောင့်လူအများစုကဒီအလုပ်ကိုမခန့်တော့ဘူးဆိုတော့ကျမကအလုပ်ရဖို့အတွက်မတေချာတဲ့ကြောင့်သူကအကြံမပေးဘူးလို့ပြောပါတယ်အဲ့တော့ကျမပြောချင်တာအခုကြောက်ရွေးမယ်ဆိုလို့ရှိရင်လည်းအဲ့ဒါလေးကိုထည့်စဉ်းစားပြီးရွေးချယ်စီချင်ပါတယ်နံပါတ်2အချက်ကတော့ကိုကတတ်ထားတဲ့ပညာကကိုတင်နေတဲ့ပညာကိုလုံးမဲ့အလုံးငယ်ကိုတက်တာဒီလိုလာပြီးတော့ blog ကောက်ဖွင့်ပြီးတော့မှပတ်စံတွေအများကြီးကုန်ခံပြီးတော့မှကြောင်းလာတက်တဲ့လူကတော်ရုံညံ့တဲ့ကျောင်းသားတွေမဟုတ်ပါဘူးကျမသိပါတယ်အကုန်လုံးကတော်တဲ့ကျောင်းသားတွေမဲ့လာရောက်လာတာပါမိဘကလည်းပတ်စံရှိတဲ့နေ့တော့သူကလေးတွေကိုယ်တိုင်လည်းတကယ်စူးစမ်းပြီးတကယ်တော်တဲ့ကလေးတွေပါအဲ့တော့တော်တဲ့ကလေးတွေကတော်တဲ့ကျောင်းမှာတက်ပြီးသွားရင်အလုပ်ရှာတဲ့အခါမှာလည်းတော်ရုံအလုပ်ကိုလုံးလို့မလုပ်ချင်ကြတော့ပါဘူး
မြင့်တဲ့နေရာကိုရောက်ချင်ပါတယ်အစင်မြင့်တဲ့နေရာကိုရောက်ချင်တဲ့အခါရှောက်တော့ပဲဆိုလို့ရှိရင် German ski ကလည်းမြင့်မှရပါတယ်ကျွန်မပြောချင်တဲ့နံပါတ်2အချက်ကပေါ့နော် German ski ကမြင့်ရပါမယ် German ski နှိမ့်နေတယ်ဆိုလို့ရှိရင်အလုံးမခံပါဘူးကျွန်မတို့မြန်မာပြည်မှာဘယ်လိုပြောမလဲမန်နေဂျာယာတူကိုခန့်ရှောက်မယ်ဆိုလို့ရှိရင်အနည်းဆုံးတော့တက်တဲ့ပညာတွေအများကြီးပါတယ်လို့ပဲဒီမှာလည်းမန်နေဂျာယာတူကိုရှောက်တော့မယ်ဆိုလို့ရှိရင် German ski က C1 အလောက်မှရပါတယ် A1 A2 ဆိုလို့ရှိရင်အခြေခံတန်ရှင်းလုပ်ငန်းလောက်ပဲရပါတယ် B2 ဆိုလို့ရှိရင်ကျွန်မတို့လိုအလဲလက်စားပြောမယ်ပေါ့နော်လာစေးမတို့ဘာလို့အဲ့လိုမျိုးလေးအလိုလေးရပါတယ်ဒီထက်အမြင့်တဲ့နေရာဆိုလို့ရှိရင် C1 လောက်မှဂျာမန်စကားပြောအရေးရောအဖက်ကိုအပြောရောအကုန်လုံးကျွမ်းကျင်ခြင်းရှိရပါမယ်အဲ့ဒီအတွက်ကြောင့်ကိုကကြိုပြီးပြင်ဆင်လာရမှာပဲဗမာပြည်မှာတည်းအကြီးကအနည်းဆုံး A2 လောက်တော့တက်ခဲ့တာတို့လောက်လာပါဒီမှာဈေးကြီးလေးအချိန်ကြီးလည်းအများကြီးပေးရပါတယ် Okay so နံပါတ်3ချက်ကတော့ဝန်ထမ်းခန့်တဲ့အခါမှာရွေးချယ်မှုရှိပါတယ်အရှိတောင်အာရှလူမျိုးကိုနည်းနည်းပဲစဉ်းစားပါတယ်ဥရောပဆိုရင်အများကြီးပြပါစဉ်းစားပါတယ်အဲ့တော့အလုပ်သွားလျှောက်တဲ့အခါမှာအရှိတောင်အာရှလူမျိုးနဲ့ဥရောပလူမျိုးနဲ့ပဲဖြစ်ဖြစ်ဂျာမန်နဲ့ရှင်နေဆိုလို့ရှိရင်ကိုတွေကဘလောက်ပဲတက်နေသူတို့တဲ့ဘလောက်ပဲကျွမ်းကျင်နေသူတို့ကကိုဒုတိယနေရာပဲထည့်ပြီးစဉ်းစားပါတယ်အဲ့အတွက်ကြောင့်ကိုလိုချင်တဲ့ position ကိုလိုချင်တဲ့အလုပ်ကိုရချင်တဲ့နေရာကိုလျှောက်လိုက်တိုင်းကိုကနောက်ကျသွားတဲ့နေရာတွေဖြစ်တတ်ပါတယ်အဲ့ဒီခါကျမှနောက်ထပ်ရလို့မဖြစ်ပါဘူးအဲ့ဒီတော့အဲ့ဒါတွေကိုလည်းကြိုပြီးထပ်တက်လာပါမယ်နံပါတ်4အချက်ကလာစားပေးတာရဲ့အလုတ်ခံဖို့ခန့်ပြီးစဉ်းစားတဲ့ဂျာမနီရဲ့အတွေ့အခေါ်ပါအဲ့ဒါတော့ကျွန်မအမျိုးသားကိုယ်တိုင်ပြောပြတာပါသူကလည်းအလုတ်ခံကားတယ်လို့သူရဲ့လက်အောက်မှာဝန်ထမ်း20 30လောက်ရှိပါတယ်တခါတလေသူကိုယ်တိုင်အင်တာဗျူးပြီးရွေးချယ်ရပါတယ်အဲ့ခါမှာသူပြောပြတာကတော့လူအယောက်10ယောက်သူလိုတာ9ယောက်အဲ့ဒီမှာယောက်ျားမိန်းမ9ယောက်ရှိတယ်ဆိုရင်9ယောက်ပဲသူရွေးရတော့မှဆိုရင်သူကယောက်ျားလေးကိုအဓိကဦးစားပေးပြီးရွေးပါတယ်တဲ့။ဘာဖြစ်လို့လဲဆိုတော့မိန်းကလေးဆိုလို့ရှိရင်လင်းသားမွေးကိစ္စယောဂပြောများတဲ့ခွင့်မြတ်ကြာခဏယူတတ်တယ်။ယောက်ျားလေးဆိုလို့ရှိရင်တော်ရုံနှာစည်းတာနဲ့အလုပ်လာတယ်။ပြီးတော့လင်းသားမွေးကိစ္စရှိနေတယ်။အကြောင်းလုပ်ကိုသွားတာသူ့ရဲ့အတွေးပေါ့နော်။အဲ့တော့သူကမိန်းကလေးကိုရွေးတယ်လို့သူပြောတယ်။ပြီးတော့ယောက်ျားနဲ့မိန်းမလည်းလာစားပေးတာနည်းနည်းလေးကွာခြားပါတယ်။လောက်ငန်းချင်း position ချင်းတူရင်တော့မှဂျာမနီရဲ့ထုံးတဲ့စင်တာအရာယောက်ျားလေးကိုလာစားပို့ပေးပါတယ်မိန်းကလေးကိုလာစားလျှော့ပေးပါတယ်။ Okay နံပါတ်5အချက်ပြန်ပြောရမှာဆိုလို့ရှိရင်တော့အရှိက1နဲ့သွားပြီးဆက်နေပါတယ် plan B စီစဉ်လာပါ plan B ဆိုတာနံပါတ်ဒုတိယနေရာဒီကြောင်းပြီးရင်ဂျာမနီနိုင်ငံမှာအလုပ်ရှာမှာမဟုတ်ဘူးအင်္ဂလိပ်လိုပြောတတ်တယ်ဆိုရင်လာတဲ့ကျောင်းသားတွေကအကုန်တတ်တယ်အင်္ဂလိပ်စာကျမတို့ကအများကြီးတတ်တယ်အင်္ဂလိပ်လိုပြောတတ်တယ်ဆိုလို့ရှိရင်အင်္ဂလိပ်စကားနဲ့ကိုက်ညီတဲ့လုပ်ငန်းအင်္ဂလိပ်စကားပြောတဲ့နိုင်ငံပြောချင်တာတော့အင်္ဂလိပ်စကားပြောတဲ့နိုင်ငံဒါမှမဟုတ်လို့ဆိုလို့ရှိရင်မြန်မာပြည်မှာဆိုတော့အင်္ဂလိပ်လိုပြောရတဲ့ကုမ္ပဏီပေါ့နော်အဲ့ဒီလိုနေရာမျိုးတွေမှာရှာလို့ရတဲ့အလုပ်မျိုးရွေးချယ်ပါအကြောင်းမျိုးရွေးချယ်ပါအင်္ဂလန်မှာတောက်လို့လည်းရမယ်ဒီကြောင်ပြီးသွားရင်အမေရိကန်မှာတောက်လို့လည်းရမယ်ဩစတြေးလျမှာလုပ်လည်းရမယ်စင်ကာပူရမယ်မလေးရှားရမယ်အဆောင်ပေါ့နော်အင်္ဂလိပ်လိုပြောတဲ့ဟောင်ကောင်တို့ဘာလို့ထီအောင်ရနိုင်တယ်ဒီလုပ်ငန်းဒီကြောင်ပြီးသွားရင်ဆိုတာအဲ့ဒါမျိုးလေးထည့်ပြီးစီစဉ်ပြီးတော့လာပါဂျာမနီနိုင်ငံမှာအဆင်မပြေတခြားနိုင်ငံပြောင်းပြီးတော့လှုပ်ရှားလို့ရပါတယ်ဒီနိုင်ငံမှာမဟုတ်ပါဘူးဘယ်နိုင်ငံဖြစ်ရှာလို့ရတယ်အလုပ်အကြောင်းလေးကိုရွေးချယ်ပါလို့ကျွန်မပြောချင်ပါတယ်အကြံပြုချင်ပါတယ်အဲ့ဒီ5ချက်ကလေးကိုတိထားတယ်ဆိုလို့ရှိရင်ကိုဒီကိုအကြောင်းရွေးချယ်တဲ့အခါနောင်တမရပါဘူးပတ်စံမကုန်ပါပတ်စံကုန်အချိန်ပေးလူပင်မဲ့အကုန်လုံးကုန်ပြီးတော့မှအလုပ်ကလည်းရအလုပ်ပဲလုပ်နေရတဲ့အခြေခံလုပ်လေးပဲကိုလုပ်တဲ့အလုပ်မဟုတ်ဘူးအဲ့ဒါလေးပဲလုပ်နေရစီမတန်ဖြစ်မှာဆိုလို့နှမျောလို့ပြောတာပေါ့နော်โอเคကျွန်မပြောတာလေးကိုအကုန်လုံးပေါ့နော်တန်ဖိုးလည်းရှိတယ်အကြောင်းလာတက်မစီတီထားတဲ့နယ်လို့စိတ်ထဲမှာရှိတယ်ဆိုလို့ရှိရင်တီထားတဲ့အရာလေးလို့ထင်လို့ရှိရင်ကျွန်မ like and share လုပ်ပေးပါနော် okay bye bye